ဒီနေ့ဖူးမြော်နေတာကတော့တောင်ငူမြို့မှာရှိတဲ့ရွှေဆန်တော်စေတီတော်မြတ်ကြီးပဲဖြစ်ပါတယ်ရှင်ဒီရွှေဆန်တော်စေတီတော်မြတ်ကြီးอ่ะဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ဆန်တော်အစ်စ်ကိုထည့်သွင်းပြီးတော့ဌာပနာပြီးတော့တည်ထားတာပဲဖြစ်ပါတယ်ဒီဘုရားကြီးရဲ့တည်ထားတဲ့နှစ်သက်တမ်းရဆိုရင်နှစ်ပေါင်း900ကျော်နေပါပြီရှင်ဒီဖျားရဲ့ထူးခြားချက်ကတော့အထက်ပစ္စယလေးမှာအရန်စီဒီပေါင်းများစွာနဲ့တည်ထားကိုးကွယ်ထားတာဖြစ်ပါတယ်အပေါ်ကဖျားရဲ့ပုံစံဖောက်ရည်လေးတွေကတော့ပကံမှာရှိတဲ့ဖျားအများစုနဲ့တူညီနေတာတွေ့ရပါတယ်ရှင်ဒီဖျားရဲ့ဇောင်းနှမ်းမှတ်မှာဆိုလို့ရှိရင်ကောသလမင်းရဲ့အိမ်မက်16ဆက်ကိုရုပ်ပုံပကြီးလေးတွေနဲ့ပြသပြီးတော့အခုလိုမျိုးသမိုင်းကြီးလေးဖော်ပြပေးထားတာဖြစ်ပါတယ်ရှင်အခုဖူးမြင်နေတာကတော့မဟာအတူလာတကြမူကြီးဇိနထွတ်ထားမြတ်စွာဘုရားရဲ့ရုပ်ပွားတော်ပါတယ်ဒီရုပ်ပွားတော်ကြီးကမန္တလေးမဟာမြတ်မုနိရဲ့ရုပ်ပွားမဟာမြတ်မုနိနဲ့တထရာတဲ့တူအောင်ပေါ့နော်ထုလို့လူတန်းပူဇော်ထားတာဖြစ်ပါတယ်ရှင်မြင်နေရတာကတော့တောင်ငူမြို့ရွှေစံတော်စေတီတော်မြတ်ကြီးမှာတည်ရှိတဲ့ဖျောင်းတော်မူဘုရားကြီးပဲဖြစ်ပါတယ်ရှင်အရန်ကိုဒီမျိုးတက်ပဲစွာဖူးမြင်ရမှာဖြစ်ပါတယ်အခုတွေ့မြင်နေရတာကတော့တောင်ငူမြို့ရွှေစံတော်ဘုရားဝင်းကြီးထဲမှာတည်ရှိတဲ့ဘောဓိညောင်မင်းကြီးပဲဖြစ်ပါတယ်ဘောဓိညောင်မင်းရဲ့ပတ်လည်မှာတော့ဗောနော်အခုလိုမျိုးတက်ပဲစွာတည်ရှိနေတဲ့ဗုဒ္ဓဆင်းတုတော်တွေအခုလိုမျိုးစိတ်ထီးရိုးဘုရားရဲ့ပုံစံငယ်လေးတွေနော်ဒါနဲ့ရိုက်ဒီညောင်မင်းကြီးကနှစ်သက်တန်းရာနဲ့ချီနေပါပြီရှင်အမြင့်တွေကိုကြည့်ကြည့်ပါအမြင့်တွေကအပေါ်အောင်ပြန်တက်ပြီးတော့နော်ပတ်ပြီးတော့မှဒါဘောဓိညောင်အစ်စ်ပါညောင်ရွက်လေးတွေသိစားကြည့်ဒါဘောဓိညောင်အစ်စ်ပါရှင်အေးတောင်ငူဘရင်တည်ထားတယ်တောင်ငူဘရင်မင်းခေါင်တည်ထားတယ်ဒီရွှေစံတော်ဘုရားကြီးရာဆိုလို့ရှိရင်တောင်ငူမြို့မှာတည်ရှိတာဖြစ်ပါတယ်ရှင်